နောက်တဲ့တရားကြောင့်လုံးကိုဆက်ကြည့်မယ်နော်တရားတန်တို့ကိုစရစင်စန်တရားတန်ရှိကိုစရစင်ရောင်နောက်ဆုံးတရားကတခြားအကြောင်းတွေတခြားဆရာမဆိုလို့ရှိရင်ဒါတရားတန်တို့လို့တင်နေတာပဲဆရာကတော့အတန်ရှိဆိုပြီးတော့တင်သွားပြီမယ်နော်ဒီတရားကအတန်တို့နဲ့တန်ရှင်နဲ့မတွဲတော့ဘူးအတန်ရှိကြီးပဲနော်ကြည့်မယ်ပထမဆုံးလုံးစရအမ်နောက်တစ်လုံးစရအိုင်မိုင်းမွန်စရအိုင်မိုင်းမွန်နောက်တစ်လုံးတရားတန်ရှိမယ်နော်စလာအိုင်မိုင်းမလိုက်စလာအိုင်မိုင်းမလိုက်စလာအိုင်နဲ့စလာအိုင်မိုင်းမလိုက်နဲ့စလာအိုင်မိုင်းမွန်ကြတော့သူကကျောင်းသားတွေစာအုပ်ထဲချရေးမယ်ဆိုလို့ရှိရင်မြင်းချောင်းရဲ့တဝက်ကိုခေါင်းကကြော်သွားတယ်နော်ဥမာနဲ့ဆရာချပြထားပေးမယ်နော်တပိုင်စရအောင်ထုံးတဲ့နိုင်စာအုပ်ထဲချရေးနော်ဆရာတို့တရစလာအမ်ရေးပုံရင်းကြည့်မယ်နော်အရင်ဆုံးမြင်းချောင်းကိုရေးမယ်အဲ့ပြီးတော့လုံးကြီးတယ်လေးမြင်းချောင်းရဲ့ထက်မှာတိလေးနော်အဲ့ပြီးတော့ဆလာအားလေးရေးချမယ်တရဆလာအမ်ပြပါတယ်ဆရာဘီနဲ့ရေးပြမယ်ဆိုလို့ရှိရင်ခေါက်ခိုင်ကိုဆရာဘီထဲမှာအပေါ်ခေါက်ခိုင်ပေါ်မှာအလုံးလေးအဲ့ပြီးတော့ဆလာအားလေးရေးလိုက်တယ်โอเคနော်ဆလာအမ်ပြီးတော့ဆလာအိုင်မိုင်းမွန်ကိုသွားမယ်ဆလာအိုင်မိုင်းမွန်ကအဲ့ဒီတရကိုရေးရနော်တော့မြင်းချောင်းကိုတဝက်ကြော်တာနဲ့လေချောင်းပါနော်အဲ့ဒါပြီးတော့ကိုလေးလုတ်ပလိုက်တယ်အဲ့ပြီးတော့ဘီထားမယ်နေရဘီထည့်ပြီးရေးမယ်လို့ရှိရင်ဒီလိုလေးကိုအိုင်ကိုင်လို့ဖတ်တယ်နော်အားဆရာတို့ဆလာအိုင်မိုင်းမလိုင်းကိုကြည့်မယ်ဆလာမိုင်းမလိုင်းနဲ့သူပဲတရဝင်ရေးတယ်တုံချောင်းပါလေချောင်းကမြင်းချောင်းကြော်ပါအဲ့ဒါပြီးတော့ဒီလိုလေးဒီ10မိနစ်အလုံးလက္ခဏာလေးနော်ဒီနဲ့ရှင်းမယ်ဆိုလို့ရှိရင်တွေ့လာမယ်နော်โอเคဆလာအိုင်ပြီးတော့ဆလာအောင်ကပေါင်းစတရနှလုံးပါတယ်နော်ဆလာအေးရဲ့ဘီထားမိနစ်အဲ့ဒါပြီးတော့ဆလာအာရဲ့ပေါင်းစတရနော်ဒီထဲမှာရေးမယ်ဆိုလို့ရှိရင်သူခေါ်အောင်ကောင်း